ဖြစ်စောပန်တဲ့တန်ရာမှာအကူပြုဖို့အတွက်ကျွန်တော်တို့အခုကြိုတင်ပြီးတော့ပြင်ဆင်နေရတယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေလည်းပဲအားသလားဆိုတော့မအားတဲ့ကြားတွေကနေပြီးတော့ဒီကောင်မနမတွေအတွက်ဓမ္မမိတ်ဆွေတို့ကောင်းတွေအတွက်မြန်မာနိုင်ငံရဲ့အမှုဖြစ်တဲ့ကောင်းမှုကုသိုလ်တရားဓမ္မတွေနာယုံကြည်လို့ဒီအဟံသံဃာတွေကိုဖိတ်ပြီးတော့ဓမ္မမိတ်ဆွေတို့ကောင်းများကိုပြန်လဲပြီးတော့တရားနာယခြင်းကုသိုလ်တွေဆံစက်ကတို့ရဲ့ကုသိုလ်တွေအမျိုးသားတွေစုံလင်ပြီးတော့အရေးအတွက်တွေများပြားမှာကျွန်တော်တို့ကိုပိုင်ဆိုင်တဲ့အခြေအနေတွေကနေပြီးတော့မနာမနေပဲနဲ့ဓမ္မမိတ်ဆွေတို့ကောင်းများကိုကောင်းကျိုးပြုပြီးတော့ကျွန်တော်တို့ပြောတဲ့ကိစ္စမှာဒီမှာမှကပ်ပါတဲ့ကိစ္စတွေဓမ္မမိတ်ဆွေတို့ကောင်းချင်တယ်ညမှာဆိုလို့ရှိရင်တရားဝဲကိုရောက်လာကြတဲ့ဓမ္မမိတ်ဆွေတို့ဒါမှမပါပါနဲ့အလိုပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တရားဝန်ကျင်တော့ပဲရှိတယ်ပေါ့နော်ကျွန်တော်တို့14နှစ်တာကအရင်ကဆိုလို့ရှိရင်တရားလည်းပဲကျင်းပလို့ရှိရင်ဘာလို့ကျင်းပတော့လဲပဲတရားနာပရိသတ်တွေကအနည်းဆုံးတော့အခုတရားထိုင်နေတဲ့ပြီးလို့ရှိတယ်အနည်းဆုံးမရှိတော့တရားနာပရိသတ်ကပြီးရတယ်နော်အဲ့တော့အခုဆိုလို့ရှိရင်တော့ဒါတရားထဲမှာလောကမှာပေါင်း900ကျော်တော့ကျန်ပြီအပြင်မှာဆိုရင်ဆိုလို့ရှိရင်1500ကျော်ကျင်းရှိပြီပေါ့ဒါပေမဲ့ဒီတရားဝဲကိုကြားတယ်လူတွေဟာအဲ့ဘာလို့ဒီဆိုရခပြီးအလုပ်သွားရမယ်ဆိုတဲ့ခါကျတော့တရားဝဲမှာတရားနာဖို့ဆိုလို့ရှိရင်ခြေလေးပေးရမယ်ညောင်းရမယ်ကြိုက်ခဲမယ်အဲ့တော့တရားဝဲပြီးလို့ရှိရင်အဲ့အစိုးရမထနိုင်ဘူးပေါ့နော်ပြင်မှာလည်းဒီကြောင်းများခြင်းတွေဘုရားကောင်းမှုတွေလုပ်ခဲ့ရနေတဲ့အချိန်ဒီလိုအခွင့်အရေးတွေရှိတဲ့အချိန်အခွင့်အရေးတွေတန်ဖိုးထားရအောင်မသိကြဘူးနော်ဆူလာမျိုးတော့မဟုတ်ပါဘူးဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့တွေလည်းအလုပ်သမားတွေပဲအကုန်လုံးအလုပ်သမားတွေပဲဒါပေမဲ့ဖွဲ့တဲ့မှာတော့ကလေးတွေဆိုလို့ရှိရင်သူတို့မှာသူကလေးတွေဆိုလို့ရှိရင်သူများတွေလိုပဲသူတို့လည်းပဲအဲ့ဒီကံတွေသွားခြင်းနဲ့တကယ်ချင်းနဲ့လည်းပတ်သွားခြင်းနဲ့စားခြင်းနဲ့ဒါပေမဲ့သူတရားဝဲရှိတော့တရားဝဲမှာလာပြီးတော့ဒီဘူကျေတဲ့မှာရှားပြီးခရတယ်မဆိုင်ပြီးဆောင်းရတယ်နော်ကိုယ်ကခိုင်းတယ်လို့ဒီကခိုင်းတယ်လို့သူတနေ့တော့မအားရဘူးလို့ရှိရင်ဒီကံပဲကမကနိုင်ကြီးသွားချုပ်ပြီးတော့တတ်မှတ်ရတဲ့အချိန်ရောက်လာရဟနာပိဋကတွေအလာလေးကိုဘယ်ဒီပဲတန်းစီပြီးတော့ဘဝကိုသူဆိုရအဲ့ဒါပြီးလို့ရှိရင်ကဖြာလေးပစ္စည်းတွေသိမလက်ခံကြလို့ရှိရင်ဘာမှမရှိတယ်လို့အနေထားတစ်ခုရအောင်ပြုလို့ရတယ်ဒီကုသိုလ်ကောင်းမှုတွေကတော့အချိန်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ဆန္ဒခံရမှာအခုရည်တွေတို့အခုရည်တော့တော့မရဘူးနော်အဲ့တော့ကျွန်တော်တို့ဘုရားဘာသာမှာအကူအားထားပြုရအောင်ဆိုလို့ကောင်းပါရတဲ့အချိန်လေးမှာအခွင့်အရေးရှိနေတဲ့အခါလေးမှာမယူခဲ့ဘူးမယူလိုက်ဘူးဆိုရင်ကျွန်တော်တို့လာမယ့်နေ့မှာဘယ်လိုဒုက္ခခက်ခဲတွေကြုံရမယ်ဆိုတာလည်းမသိနိုင်ဘူးလက်ရှိဒုက္ခမကြုံရင်ကုသိုလ်တွေအရင်ပြုထားပြီးတော့အကူအားထားပြုရအဖြစ်ကျွန်တော်တို့ဆူဆောင်ထားရမယ်လောအားကောက်လို့တော့15ရက်မှမဆက်ထွက်တယ်ဒီနေ့စင်မနဲ့ခံစားမရှိသေးပါဘူးကုသိုလ်ဆိုတာလည်းဒီလိုဆူထားရအချိန်တစ်ခုရောက်လာလို့ဆိုအဲ့ဒီကုသိုလ်ကအကျိုးပေးလာပြီဆိုရင်ဘာလို့ဘာကြိုက်လဲဘာပြောအားလုံးပါအစီအဲ့ဒီခါမှာအစီမပြေတဲ့လူကသူတို့တွေတော့ကောင်းစားလိုက်တာအစီပြေလိုက်တာဘယ်လိုပုံစံမျိုးလဲမသိဘူးရုံမှရိုးကြရတာမသိဘူးဒီလိုမျိုးအပြည့်နေတဲ့စိတ်တကယ်ကသူတို့တွေကအရှိမကောင်းမှုကုသိုလ်တွေဆူဆောင်လာခဲ့တယ်အတိတ်ကကောင်းမှုကုသိုလ်တွေအကျိုးတွေလက်ရှိပြည့်စုံတဲ့အကျိုးတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါကျတော့ချင်းတစ်ခုတော့လာတော့တရားအလုံးအဆင်ပြေသွားတယ်နော်အဲ့ဒါကြောင့်ဒီကောင်မတွေအလုံးကိုလည်းကျွန်တော်အနေနဲ့ပဲသူတိုက်တွန်းချင်တာကတော့အခုလိုဒီစိတ်ရောမှာရှိနေတဲ့အခိုက်အတန့်တွေနောက်ဘယ်နှလပိုင်းမှာအလုပ်ပြောင်းလာမယ်မသိဘူးနောက်ဘယ်နှလမှာဒီလူတွေကတခြားနေရာတခြားဒေသတခြားစိတ်ရောသွားမလဲဆိုတာမသိနိုင်ဘူးတခြားနေရာတခြားဒေသမှာဆိုတော့ဒီလိုလာတဲ့တရားဝဲကျင်းပဖို့ဆိုတာမလို့တရားဝဲလည်းကျင်းပလို့ရှိရင်အနည်းဆုံးအရေးကြီးပေါ့နော်ဖတ်တဲ့သိအောင်လို့ဆရာတော်တောင်းပန်နေပါနဲ့ဆိုအနည်းဆုံးဖတ်တဲ့တောင်းလို့လူရမှာတရားဝဲလည်းကျင်းပနိုင်တယ်ဒီမှာကတော့တရားဝဲကျင်းပတဲ့ပစ္စည်းတွေအကုန်လုံးကျွန်တော်တို့ကိုယ်ပိုင်နေနော်ဒီမှာခုနကလည်းမျိုးစုပေါင်းပြီးတော့နည်းနည်းပူဇော်ထားတဲ့ဟာတွေဆူဆောင်ပြီးတော့ဘယ်မှာမှားစရာမလိုပတ်စံပတ်တဲ့လောင်းရှိတရားဝဲလည်းကျင်းပနိုင်တယ်အဲ့တော့ဒီမှာကုနေရာလေးနဲ့ကုဒေတာလေးနဲ့ဘာမှမြင်လို့ထားစရာမလိုရက်ွက်နေကြီးလည်းတင်ပြကြတယ်ရုံးကမှာဖိတ်ကြည့်ကလေးတောင်းလိုက်တရားဝဲလည်းကျင်းပလို့ရတယ်ဒီနေရာလေးမှာဆိုလို့
ရှိရင်တရားပွဲတွေဘယ်လိုလဲကျင်းပခွင့်ရတော့တချို့ကတန်ဖိုးမထတတ်ကြဘူးတန်ဖိုးထရအောင်မှာမဟုတ်ဘူးချမ်းနေရမှာဆိုပြီးတရားပွဲတစ်နှစ်မှာတစ်ချိန်တစ်ချိန်တော့ပဲကျင်းပလို့ရတယ်အခါကျင်းပမယ်ဆိုလို့ရှိရင်ဒီနေရာလေး900လေးလည်းပဲလူကြီးမှာလည်းဆိုပတ်5000လောက်တင်ရတယ်ဘုံเจ้าမှာကျင်းပမယ်ဆိုရင်ဘုံเจ้าမှာလည်းအဲ့လိုပဲသူတို့ကထိုင်ကြောင်းဆိုတော့ဘာမှဘုံကြီးကိုပြေးပြီးတော့တရားနာမယ်ဆိုတော့ဓမ္မပုံစံဝင်5000ရတယ်2000ခွဲလောက်ကန်ရတယ်2000ခွဲလောက်ဒီမှာဘုံကြီးကတ်လို့ရတယ်ဒီနေရာမှာလည်းအမတန်မှကျွန်တော်တို့ကုသိုလ်ကကောင်းတာကထူးတာဒါကကျွန်တော်တို့ဘောဓဘာသာမှာလည်းကြားတော့အဲ့လိုလိုတန်ဖိုးထားရပါမယ်တကယ်တော့သူ7နိုင်အိလာကမှအဲ့7နိုင်တော့မှအဲ့ဖြစ်တယ်တရားပွဲတနားရီလောက်ကိုအချိန်မပေးနိုင်ဘူးပေါ့နော်ဒါဒီလိုမျိုးအမုန်းခံပြီးတော့ပြောတယ်ဆိုတာကခုမြန်မာနိုင်ငံသားတွေကိုဒီကိုမောင်နှမတွေကိုရဲ့ဗုဒ္ဓဘာသာဝင်တွေကောင်းတာတွေအရှိမကျူးစိုးနေတယ်ဒါမဲ့အဲ့ဒီခရီးကိုကိုကနေပြီးတော့လမ်းမလျှောက်ပဲထိုင်ပြီးတော့ကောင်းတဲ့နေရာကိုရောက်ကျင်လို့တော့မရဘူးဒါတော့လျှောက်ရမယ်အဲ့လိုမျိုးနော်ကဲဟုတ်ပြီအဲ့တော့ဒါလေးတွေကတော့ကျွန်တော်အနေနဲ့ဆူတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ကောင်းတွေကို